ဒီမတန်ရေးကြီးပါတယ်ဒီ mission ဟာတန်ပေါင်းများစွာရှိတဲ့ရဲဘော်တွေထဲကရဲဘော်တူးတာတက်ရှင်ပြီးတော့ဒီ mission ကိုဆုံးသတ်ရမယ့် mission မျိုးဖြစ်ပါတယ်ဒီ mission ရဲ့ဆောင်ပုဒ်ကတော့လူဖြစ်ဖို့ခဲရင်တယ်ဆိုတာပါပဲဒီ mission ကို fertilization mission လို့ခေါ်ပါတယ်ဟုတ်ကဲ့ခေါင်းပတ်9သိန်း8တောင်း9000တိတ်ဘာလို့လဲတို့ထောက်လိုက်ဟုတ်လူမဖြစ်ခင်နိုင်ဒီ fertilization mission ရဲ့ရွယ်ချက်ကဟိုးဖက်ကမ်းမှာရှိတဲ့လူကြီးတနေရာထဲမှာယတနာတိုက်နှစ်ခုရှိတယ်အဲယတနာတိုက်ကနေပြီးတော့မှနတ်မိမယ်ကြွေကြလာတလားတစ်ချိန်ပုံမှန်ကြွေကြနေကြဖြစ်တယ်အဲ့ဒီနတ်မိမယ်ထဲမှာသူတို့ရဲ့မျိုးရိုးစင်ဆက်ပိုင်ဆိုင်ထားတဲ့မျိုးပိစာမြင်23မြင်ရှိနေတယ်အဲ့ဒီ23မြင်ကိုမိမိတို့ရဲ့မျိုးရိုးစင်ဆက်ပိုင်ဆိုင်လာတဲ့မျိုးပိစာမြင်23မြင်နဲ့တော့ပေါင်းစပ်ဖို့ဖြစ်ပါတယ်ရဲဘော်တိုင်းမှာဒီမျိုးပိစာမြင်23မြင်ရှိပြီးသားထည့်ထားပြီးသားဖြစ်ပါတယ်ဒါကိုဟိုဘက်ကတော့ထည့်ပေးလိုက်ရုံပဲဖြစ်ပါတယ်မြင်မှတ်ထားဖို့ကရဲဘော်တန်းတဲ့ကြီးထဲကရဲဘော်တူးတာလင်းမိမိမှာပိုင်ဆိုင်တဲ့အဖိုးတန်မျိုးပိစာမြင်23မြင်ကိုပေါင်းစပ်ပေးရမှာဖြစ်ပါတယ်မရှင်ကတူးနဲ့ပဲအဆုံးတတ်မှာဆိုတူးပဲတွားလေကျန်တဲ့လူတန်းပေါင်းများစွာဘာလို့လိုက်ရမှာလဲမိတဲ့နဲ့မိကုန်မဲ့ဒီ mission ကတန်းနဲ့ချီတဲ့ရဲဘော်တွေလိုက်ပါဆောင်ရမှာဖြစ်ပါတယ်ဒါမှဒါဒီ mission အောင်မြင်မယ်လို့အပ်တဲ့ရဲဘော်အရေးအတွက်မပြည့်မီဘူးဆိုရင်ဒီ mission ကို star rail လို့တတ်မှတ်မှာဖြစ်ပါတယ်ဒီ mission ကျဆုံးတယ်ပေါ့မြုံတယ်လို့တော့ခေါ်လိုက်မှာဖြစ်ပါတယ်ဒါကြောင့်ရဲဘော်တိုင်းစုပေါင်းအင်အားနဲ့တယောက်ကိုတယောက်ပံ့ပိုးပြီးတော့ဒီ mission ကိုတူးနဲ့အဆုံးသတ်ပေးရမှာဖြစ်ပါတယ်ဒါမဖြစ်မနေလှုပ်ဆောင်ရမယ်တာဝန်ဖြစ်ပါတယ်အဲ့ဒီမျိုးရိုးစင်ဆက်လက်ဆင့်ကန်းတဲ့ဟိုဗာလေအမွေ23မြင်ဆိုတာဘယ်မှာရှိရတော့ည